မင်္ဂလာပါဆရာရဲ့ဆရာအခုဆိုရင်ဆရာတို့ဒီချင်းပြည်နယ်မှာပေါ့နော်တိုက်ပွဲတွေကလည်းပြင်းထန်နေတယ်ဒီမှာပေါ့နော်ဟိုစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်တာတွေရှိသလိုချင်းလက်နက်ကင်အဖွဲ့အချင်းချင်းကြားလဲဆရာရဲ့ထိတွေ့မှုတွေရှိနေတာအမျိုးရှိတော့ပေါ့နော်ဒီအနာဂတ်မှာပဋိပက္ခတွေကပို့ပြီးတော့ဒါများလာနိုင်စရာရှိတယ်ဟိုချင်းပြည်နယ်ရဲ့စစ်ရေးအခြေအနေတွေကပေါ့နော်အနာဂတ်မှာဘယ်လိုများဖြစ်လာနိုင်လဲဆရာတို့ဘယ်လိုများမျှော်လင့်ထားလဲရှင်စစ်ရေးနဲ့နိုင်ငံရေးဟန်ချက်ညီလောက်နိုင်ဖို့ကျွန်တော်တို့ချင်းလန်ကောင်စီဖွဲ့လိုက်တယ်အဲ့ဒီမှာလည်းအားလုံးကျွန်တော်တို့စူးစူးစီးစီးပဲနှုတ်ဆုံးချိန်ထိဒါပေမဲ့အဲ့ဒီ conference ခေါ်တော့3-4ဖွဲ့ကမလာဖြစ်ဘူးပြီးတော့သူတို့မလာတဲ့ခါကျတော့ democracy ဆိုတာကျွန်တော်တို့အဲ့ဒီဘုံပန်းတိုင်တူနေတာပဲသူတို့လည်းဘာမှကန့်ကွက်တာမရှိတဲ့အတွက်ကြောင့်ဆက်ပြီးတော့လုပ်မယ်ဆိုတော့ကျွန်တော်လုပ်လိုက်တယ်ပြီးတော့ချင်းပြည်ဆိုရဖွဲ့တယ်ချင်းလွှတ်တော်ဖွဲ့လိုက်တယ်ပြီးတော့တရားလွှတ်တော်6လည်းဖွဲ့လိုက်တယ်ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တို့ဒီမပါဝင်နိုင်တဲ့အဖွဲ့အစည်းတွေကိုလည်းပါဝင်ဖို့ကျွန်တော်တို့တကားဖွင့်ထားတယ်ဗျဆွေးနွေးနေတယ်အခုကျွန်တော်တို့အဲ့ဒီ Chin Brotherhood လို့ခေါ်ကြတယ်ပေါ့နော်သူတို့ကချင်းတိုက်ခိုက်နေတယ်လို့ပြောတော့ကျွန်တော်တို့မတိုက်ခိုက်ဘူးအဲ့ဒါလုံးဝမဟုတ်ဘူးကျွန်တော်တို့ချင်းပြည်အစိုးရပဲဖြစ် Chinland Council ပဲဖြစ် CNA ပဲဖြစ်ပြီးတော့တခြားဒေသကာကွယ်ရေးအဖွဲ့တွေပဲဖြစ်ကျွန်တော်တို့ညီအကိုချင်းကြတိုက်ပွဲလုံးဝဖော်ဆောင်မှာမဟုတ်ဘူးမဖော်လည်းမဖော်ဆောင်ဘူးပင်ကပယောဂဒီကြောင့်ဒီလိုမျိုးဖြစ်တာပါလို့ကျွန်တော်ပြောချင်ပါတယ်အပြင်ကပယောဂဆိုတဲ့ဟာမျိုးမှာပေါ့နော်ဆရာတို့ဘယ်လိုများရည်ရွယ်လဲပြီးခဲ့တဲ့ရက်ပိုင်းအဆိုရင်လဲပေါ့နော်ဒါ CNA ကနေပြီးတော့ကြီးညာချက်တစ်စောင်ထွက်လာတာကျွန်တော်တို့တွေ့တယ်ပေါ့နော်ဒီချင်းပြည်နယ်အတွင်းမှာဒါရခိုင်တပ်တော် AA ရလဲပေါ့နော်ဒါကျူးကျော်မှုတွေရှိနေတယ်အဲ့ဒီအခါကျတော့ပေါ့နော်ဟိုစစ်ကောင်စီအပါဝင်ဒီ AA ရောပေါ့နော်ဟိုချင်းပြည်နယ်တဲ့ဟိုဝင်ရောက်ကျူးကျော်မယ်ဆိုရင်တော့ဒါ CNA အနေနဲ့ပေါ့နော်ဒါဟိုတိုက်ထုတ်သွားမယ်ဆိုတဲ့ဟာမျိုးပြောထားတာမျိုးရှိတဲ့အခါကျတော့လေတကယ်တမ်းကောဒီ AA ကဒီချင်းပြည်နယ်အတွင်းမှာလူခွင့်ရေးချိုးဖောက်မှုတွေရှိနေလားဘယ်လိုများရှိလဲပြီးခဲ့တဲ့လက International Kumi အဖွဲ့အစည်းကပလက်ဝမြို့နယ်မှာ AA ရဲ့လူခွင့်ရေးချိုးဖောက်မှုတွေသူတို့စရင်ပြုတ်ထားတယ် AA အနေနဲ့သူတို့အဲ့ဒီနေမြေကနေထွက်သွားဖို့သူတို့တောင်းဆိုထားတယ်ဒီ Kumi နယ်ပလက်ဝနယ်ရဆိုလို့ရှိရင်လူတော်တော်များကနေလို့မရအောင်ထွက်သွားကြတယ်ပေါ့ထွက်သွားပြီးတော့အဲ့ဒီလူငယ်အများစုကနေလို့မရဘူးအဲ့ဒီအခြေအနေမှာ AA ကဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ရခိုင်တွေကိုလာပြီးတော့နေရာလာချပေးထားတယ်အဲ့ဒါမျိုးတွေကဒေသခံဒီအတွက်တော်တော်လေးဆွေးရတဲ့အပိုင်းမှာရှိတယ်လက်နက်ကိုင်အဖွဲ့အစည်းဆိုတော့တစ်ဖက်ကပြစ်လာပြီဆိုတော့ကျွန်တော်တို့လည်းပြန်ပြရတာပေါ့နော်အဲ့လိုမျိုးအခြေအနေဖြစ်တယ်အခုသူတို့မတူပီနေကိုသူတို့တိမ့်တယ်ကျွန်တော်တို့ကတော့ရှောင်ပေးတာပေါ့ဟုတ်ကဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ချင်းကြမှာကြီးကျယ်တဲ့ပွတ်တိုက်မှုတွေမဖြစ်စေချင်ဘူးအခုချင်းပြည်အစိုးရဖွဲ့လိုက်တဲ့အဖွဲ့ရခေါင်းဆောင်တွေနဲ့ဒီရခိုင်တပ်တော် AA ကခေါင်းဆောင်တွေနဲ့ကြားရောဒီကိစ္စတွေနဲ့ပတ်သက်လို့ပေါ့နော်ထိတ်တိုက်တွေ့ဆုံမှုဒါမဟုတ်တယ်လီဖုန်းကနေတဆင့်ပေါ့နော်ဟိုချိတ်ဆက်ပြောဆိုမှုတွေညှိနှိုင်းမှုတွေတစုံတရာများရှိလားကျွန်တော်တို့အဲ့ဒီညီအကူတိုင်းရင်သားခေါင်းဆောင်တွေကနေတဆင့်လဲကျွန်တော်တို့ပြောခိုင်းတယ်ကျွန်တော်တို့လည်းကျွန်တော်တို့ခေါင်းဆောင်အချင်းလဲဆက်တွေ့ရှိခဲ့တာပါတယ်ဒီတော်လှန်ရေးဒီဘဝတူချင်းပေါ့အဖြစ်နိုင်ခံဘဝတူချင်းဒါမဲ့သူတို့အနေနဲ့တုံ့ပြန်မှုမရှိဘူးအဲ့ဒီကြားထဲမှာကျွန်တော်တို့ Chinland Council နဲ့ချင်းပြည်အစိုးရထဲမှာမပါဝင်တဲ့ဟိုအဖွဲ့တေးလေးတွေပေါ့အဲ့ဒါတွေကိုဟိုပုံချဲ့ပြီးတော့တိတ်ကြီးတယ်လို့ပေါ့နော်လောက်တယ်သူတို့နဲ့တွဲပြီးတော့လောက်တယ်ကျွန်တော်တို့ခုနဆော့ပြောတယ်လို့ကျွန်တော်ချင်းထဲမှာ53မျိုးရှိတယ်လို့ပြောတယ်အခု53မျိုးထဲမှာ6ဖွဲ့လုံးနဲ့ပေါင်းပြီးတော့အဲ့လိုမျိုးချင်းပြည်သူတွေရဲ့ဟိုပါလဲနိုင်ငံရေးထဲမှာဝင်ဆွတ်ဖတ်တယ်ဆိုတာတော့တိတ်ပြီးတော့ကျွန်တော်တို့တရားမကြဘူးလို့မြင်နေပေါ့နော်ဟိုဆရာတို့ပေါ့နော်ဒီချင်းပြည်ဆိုရအဖွဲ့ကိုဆိုရင်လည်းဒါဖေဖော်ဝါရီလ1ရက်နေ့ပေါ့နော်ဒီနှစ်ထဲမှာစပြီးတော့ဖွဲ့စည်းလိုက်တယ်ဒီလိုဖွဲ့စည်းလိုက်တဲ့အခါမျိုးမှာစောစောဆရာပြောတဲ့အထက်မှာလည်းပါတယ်ပေါ့နော်ဒီချင်းညီနောင်အဖွဲ့တွေကဆိုလဲဒီဖွဲ့စည်းတာကိုဒါကန့်ကွက်ထားတာမျိုးတွေရှိတယ်ဒါချင်းပြည်နယ်တစ်ခုလုံးကိုပေါ့နော်ဒါတော်လိုင်းအင်အားစုတွေကမစိုးမိုးနိုင်ကြမှာလက်ဦးမှုရယူလိုက်တဲ့ပေါ့ဒါမထောက်ခံဘူးဆိုတော့ဟိုထောက်ပြချက်တွေမျိုးလည်းရှိတယ်ဒီတော့ပေါ့ဆရာရဲ့ဒီဟိုချင်းဖွဲ့စည်းတွေအားလုံးတညီတညွတ်တဲ့ဖြစ်ဖို့ညှိနှိုင်းနိုင်မဲ့အလားအလာအခြေအနေရောဘယ်လိုများရှိလဲမြို့နယ်မှာ၄ဖွဲ့လောက်ရှိတဲ့အထက်မှာတစ်ဖွဲ့မပါဝင်လာနိုင်သေးဘူးတခြားမြို့နယ်မှာ၃ဖွဲ့လောက်ရှိတဲ့အထက်မှာတစ်ဖွဲ့မပါဝင်လာနိုင်အဲ့လိုမျိုးခြေနေမှာကျွန်တော်တို့ဒီမိုကရေစီစနစ်မှာခုနပြောသလိုပေါ့ခုတော်လှန်ရေးဆင်နွှဲနေတဲ့အချိန်ဒီမိုကရေစီစနစ်ကိုထူထောင်ဖို့လုပ်တဲ့အချိန်မှာ democracy in action federalism in action ကျွန်တော်တို့အတူကူပြောင်းရေးကာလအတွက်ပြင်ဆင်ရအောင်နိုင်ငံရေးတလှန်ရှိတတ်ရအောင်ဘာလို့လဲဆိုတော့စစ်ပြည်ဖက်မှာလည်းကျွန်တော်တို့အောင်မြင်မှုတွေရနေတယ်
အကယ်လို့ဒီလိုမျိုးကျွန်တော်တို့ငငုံငွဲ့တာလောက်မယ်ဆိုရင်ဒီမူတွေမှာကျွန်တော်ချင်းပြည်တစ်ခုလုံးကိုစစ်ရေးအရာအကုန်ထိန်းချုပ်နိုင်မယ်လို့ကျွန်တော်တို့မျှော်မှန်းထားတယ်ခင်ဗျအဲ့ဒါဆိုတော့အခုလက်ရှိမှာဆိုရင်ရောဒါချင်းပြည်နယ်ရဲ့ပေါ့နော်ဘလောက်အတိုင်းတာလောက်ကိုဒါချင်းတော်လိုင်းဖွဲ့တွေကထိန်းချုပ်ထားနိုင်ပြီလဲဒီဘလောက်ကြံနေသေးလဲပေါ့ဆရာကြီးချင်းပြည်နယ်မှာတပ်စခန်း56ခုရှိတယ်ဟုတ်ကဲ့အဲ့ဒီအာဏာမသိမ်းခင်ကဟုတ်ကဲ့အခုက9ခုပဲကျန်တော့တယ်အဲ့ဒါစဉ်းစားကြည့်လို့ရတာပေါ့56ခုထဲမှာ9ခုပဲကျန်တယ်ဒါပေမဲ့ကျန်တဲ့ဟာတွေကတရင်ဌာနချုပ်တွေမြို့ဟာဌာနချုပ်တွေဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်သူလူထုရာတခဲနဲ့ထုတ်ခံတယ်သူတို့အဲ့ဒီစစ်တပ်တွေကသူတို့စခန်းထဲမှာပဲအောင်းတယ်မနေ့တနေ့ကပဲကျွန်တော်တို့မြို့တော်ဟာခါမှာနိုင်ငံရေးအကျဉ်းသားအများစုပါဝင်တဲ့အကျဉ်းသား60ကျော်ကိုကျွန်တော်တို့ကထုတ်ခဲ့တယ်အဲ့ဒါဘာကိုပြတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့မြို့တော်မှာတောင်မှဒီကြိတ်တဲ့နေရာကိုကျွန်တော်တို့ထူဖော်လို့ရတယ်ဆိုတာသဘောပေါ့ဟုတ်ကဲ့အဲ့ဒါဆိုတော့လာမယ့်နှစ်မှာဒါချင်းပြည်နယ်တစ်ခုလုံးကတော်လိုင်းရေးအင်အားစုတွေရဲ့လက်အောက်ကိုရောက်တော့မယ်လို့ပြောလို့ရမှာလားစစ်ရေးနဲ့နိုင်ငံရေးကပြောဖို့တော့ခက်တယ်ပေါ့နော်ဒါပေမဲ့ဖြုံမှန်းချက်တော့ရှိတာပေါ့ကျွန်တော်တို့ခု80ရာခိုင်နှုန်းကျော်ကျွန်တော်တို့ထိန်းချုပ်ထားတယ်ဆိုတော့ကျန်တဲ့ဟာတွေကတော့56ခုထဲမှာ9ခုပဲကျန်တော့တယ်ဆိုတော့ကျွန်တော်တို့ကတော့ဖြောလင်းချက်တော့အများကြီးထားတာပေါ့ခင်ဗျဟုတ်ကဲ့အစိုးရအဆက်ဆက်ဆရာရဲ့ချင်းပြည်နယ်ဆိုတာကလည်းဒါစင်ရနွမ်းပါမှုအများကြီးကြုံခဲ့ရတဲ့ပြည်နယ်ပေါ့နော်ဒီနေ့မနက်ဖြန်ပေါ့ဆရာတို့ဒါချင်းပြည်နယ်တစ်ခုလုံးကိုဒီတော်လိုင်းအင်အားစုတွေကထိန်းချုပ်လိုက်နိုင်ပြီပေါ့ဒီလိုအခြေအနေဖြစ်လာပြီဆိုရင်ရောဘယ်ဟာစပြီးတော့ပြုပြင်ပြောင်းလဲမှုတွေလုပ်မလဲဘာတွေလုပ်မလဲဆိုတဲ့စဉ်းစားချက်တွေရောဆရာတို့မှာဘယ်လိုများရှိလဲအဓိကရည်ကြီးတာကဥပဒေစိုးမိုးရေးကရည်ကြီးတာပေါ့နော်ပြီးတော့အခြေခံကြတဲ့စာဝတ်နေရေးကအဓိကကြတယ်အဲ့ဒါဒီအတွက်လည်းအခုကျွန်တော်တို့ချင်းပြည်မှာအဲ့ဒီစစ်အစိုးရအကြံဖက်စစ်အုပ်စုတွေကဘာမှအကူအညီတာမရှိဘူးအခုလည်းကိုဟာကိုရက်တည်နေတာပဲအရင်တော့လည်းကိုဟာကိုရက်တည်နေတာပဲဒါပေမဲ့ချင်းဗမာပြည်ထဲမှာတော့အရှင်းရဲဆုံးပြည်နေဆိုတော့ကျွန်တော်ဝန်ခံတယ်ပြီးတော့ပညာရေးမှာလည်းအောက်အကျအဆုံးလို့ကျွန်တော်တို့အဲ့ဒါဖြစ်နေတာဒီငင်းရင်လည်းမရဘူးဖြစ်နေတယ်ဟာအဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုneglect လုပ်လို့လစ်လူရှုထားလို့ခွဲခြားဆက်ဆံလို့အဲ့လိုပဲသဘောရတယ်သူတို့လက်အောက်မှာတော့မှကျွန်တော်တို့ရှင်းတန်တယ်ဂုံတိတ်ခါရှိရက်တည်နိုင်တယ်ဆိုလို့ရှိရင်သူတို့ဖယ်ရှားပြီးပြီဆိုရင်တော့ကျွန်တော်တို့အတွက်တော့ပူပြီးတော့လွယ်ကူမယ်ပူပြီးတော့အခြေအနေပူကောင်းမယ်လို့ပြောလင့်ပါတယ်ခင်ဗျအခုဆိုရင်ရောဆရာရဲ့ဒါအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပေါ့နော်ဆရာတို့ချင်းလက်နက်ကိုင်အဖွဲ့အစည်းတွေကြားချိတ်ဆက်ဆောင်ရွက်မှုတွေရောဘယ်လိုတွေရှိလဲ NUG စီရောဆရာတို့အထောက်ပံ့ကူညီတွေဘာတွေများရလဲရှင်အကျိုးရတာထပ်ပေးတာပူမြတ်မယ်ထင်တယ်ဘာလို့ကျွန်တော် CNF ရဲ့ဒုဥက္ကဋ္ဌနှစ်ဖြစ်တဲ့ဒေါက်တာလျန်မောင်စခေါင်းကိုကျွန်တော်တို့ NUG ကိုပေးလိုက်တယ်ဟုတ်ကဲ့အမှန်ကျွန်တော်တို့ CNF ချင်းတော်လိုင်းကြီးမှာလည်းတော်တော်လေးရုန်းကန်နေတဲ့အချိန်မှာလူကအင်အားက PC ဖို့လို့တယ်ဒါပေမဲ့ကျွန်တော်တို့မှာသူ့ကိုအဲ့ဒီ NUG မှာပါဝင်ဖို့ကျွန်တော်တို့အနေနဲ့ကတော့ပေးလှူလိုက်တယ်လို့သဘောထားတယ်ပေါ့ဟုတ်ကဲ့ပြီးတော့ NUG ဖက်ကလည်းနိုင်ငံရေးအရာပံ့ပိုးမှုတွေအများကြီးရှိပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအင်္ဂလိပ်စကားမှာရှိတယ် Together we are better we are stronger ပူပေါင်းတော့ပူပြီးတော့အင်အားရှိတာပေါ့ဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့ကမမျှော်လင့်ပါဘူးပြီးတော့သူတို့ကလည်းမျှော်လင့်မှာမဟုတ်ပါဒါပေမဲ့ကျွန်တော်တို့မျှော်လင့်တာပြည်သူလူထုအတွက်ဘယ်လိုလုပ်ရင်ပူအကျိုးရှိမလဲဆိုတာကိုပဲမျှော်ကူပါတယ်ခင်ဗျဟုတ်ကဲ့ဒါကြောင့်ကျွန်တော်တို့ NUG နဲ့ပူပေါင်းခြင်းအပြင်သူတို့စီကဘာရမလဲဆိုတာထက်ကျွန်တော်တို့ပြည်သူလူထုအကျိုးအတွက်ပူပေါင်းခြင်းအပြင်ဘာလုပ်နိုင်မလဲအဲ့ဒါကြောင့်မကျွန်တော်တို့ NUG နဲ့တောင်ပေါင်းတာပဲကျွန်တော်တို့ချင်းညီကိုချင်းကြားမှာတိတ်စရာခိုက်စရာအကြောင်းမရှိဘူးအဲ့ဒါတော့ဒီကနေပဲကျွန်တော်အခွင့်ကောင်းယူပြီးတော့ကျွန်တော်ချင်းညီကိုတွေကိုလည်းပြောချင်တယ်ခင်ဗျပူပေါင်းလို့ရအောင် blood is thicker than water ငါတို့ပူပေါင်းရင်အများကြီးထိရောက်မှုရှိနိုင်တယ်အဲ့ဒါကျွန်တော်ဖိတ်ခေါ်ချင်တယ်ဟုတ်ကဲ့ပါဆရာဆရာနောက်ဆုံးပါဆရာရဲ့ဆရာတို့ပြီးခဲ့တဲ့ရက်ပိုင်းတွင်းပေါ့နော်ပြီးခဲ့တဲ့လပိုင်းတွင်းရပဲဆရာတို့ထုတ်ထားတဲ့ကြေညာချက်တွေမှာဆိုရင်လည်းဒါချင်းပြည်နယ်အတွင်းမှာပေါ့နော်ဒီအာနာစသိန်းကလေးကနေပြီးတော့အခုဒီ2024 April လောက်အထိပေါ့နော်ဒီဘာသာရေးအဆောက်အုံတွေဆိုရင်ဒါ100ကျော်လောက်ပေါ့နော်စေယုံစေကန်းတွေစတင်ချောင်းတွေဆိုရင်ဒါစုစုပေါင်း100နီးပါးလောက်ပျက်စီးသွားတယ်ဆိုတာမျိုးကျမတို့သိထားရတယ်ပေါ့နော်ဒီဆုံးရှုံးမှုတွေကချင်းပြည်သူလူထုအတွက်ပေါ့နော်ဘယ်လောက်ထိခိုက်နစ်နာမှုတွေရှိလဲဘယ်လိုများပုံဖော်နိုင်မလဲဆရာ
ပြောမပြတ်တဲ့အောင်ကိုနစ်နာတယ်ဘာလို့လဲဆိုတော့အဲ့ဒီဖះเจ้าတွေဒီလိုမျိုးဖြက်စီခံရတာတော့အဲ့ဒီတော်တော်လေးကိုစိတ်တကြီးရာရထိခိုက်တာပေါ့နော်နာကြီးမှုတွေလည်းဖြစ်တယ်အဲ့ဒါအကယ်လို့တော်လှန်ရေးအောင်မြင်တော့တဲ့ချိန်ကြရင်လည်းပြည်သူလူထုရဲ့စိတ်ထဲမှာအယမ်းနာကြီးပြီးတော့အဲ့ဒီမုန်းတီးမှုတွေမဖြစ်အောင်လဲကျွန်တော်တို့ကျူးစာဖို့လို့ဒီချိန်မှာစစ်တိတ်တယ်ဆိုတာလဲလက်နဲ့ရှိတိုင်းကြိတ်တယ်လို့တိုက်လို့မရဘူးဗျစစ်တိတ်တဲ့ခါမှာလဲစီကန်တွေရှိတယ် Geneva Convention တွေရှိတယ်ဒီအဆောက်အုံတွေဆိုရင်ရှောင်ရမယ်ဒီတက်ကြီးရွယ်ဦးတွေမိခင်တွေကလေးတွေကိုရှောင်ရမယ်ဆိုတဲ့အမျိုးတွေလည်းရှိတာပေါ့အဲ့ဒါတွေကိုအဲ့ဒီအချမ်းဖက်စစ်အုပ်စုကလက်လျောမှုမရှိတာကသူတို့တရုတ်မှန်ကိုဖော်တဲ့ပုံဖော်တာဖြစ်တယ်ခုနဆရာမပြောသူလိုပဲကိန်းကနန်တွေကတော့များတယ်နေ့တိုင်းတူးနေတယ်ပူပြီးတော့ဆူးနေတယ်အဲ့ဒါမဖြစ်တဲ့အရာပဲဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ပြည်သူလူထုကိုအကောင်းဆုံးဘယ်လိုကောက်ွယ်နိုင်မလဲအဲ့လိုပြည်သူလူထုကိုအကောင်းဆုံးကောက်ွယ်နိုင်ဖို့ကျွန်တော်တို့အချင်းချင်းညီငွေဖို့လိုတယ်တွေးစီဖို့လိုတယ်ပြီးတော့ညီအကူတိုင်းတိုင်းကိုချင်းချင်းကြားထဲမှာဒီတိုင်းတိုင်းမှာနိုင်ငံရေးတမိုင်းကြောင်းရှိတယ်ပထဝီရှိတယ်အဲ့ဒါတွေကိုအပြန်လှန်လေးစားမှုရှိဖို့အရေးကြီးတယ်အရင်အရေးကြီးတယ်အဲ့ဒီလိုပြန်လှန်လေးစားမှုအပြန်လှန်အတိမပြုမှုရှိမှပဲကျွန်တော်တို့ဘုံရန်တို့ကိုထိထိရောက်တိုက်ထုတ်နိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါဆရာအခုလိုအချိန်ပေးပြီးဖြည့်ပေးတဲ့အတွက်ဆရာစလိုင်းဝီလီယံမန်ကိုပေါ့နော်ကျမတို့ RFA ကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ခင်ဗျကျွန်တော်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျအချိန်ပေးတဲ့အတွက်